နေဥပဒေသား6တရေကြီးကြီးထားတတ်ပါစေအပြင်ပုံမှန်သဏ္ဍာန်နဲ့ဆုံးဖြတ်ကြတဲ့လောကကြီးမှာပေါ်လည်မှုမရှိဘဲပျောက်ကွယ်နေရင်ဆုံးရှုံးတာပါပဲလူကိုလည်းကိုရောက်နေပေမဲ့ကိုပြောက်လူသားမဖြစ်စေနဲ့ပေါ်လွင်နေပါစေသိသာမြင်သာရှိပါစေလူတွေရဲ့ကိစ္စခံရမှုအသိမှန်ပြုမှုအလေးထားမှုလေးစားမှုရနိုင်သူဖြစ်ပါစေအများရဲ့အမြင်မှာထင်ထားတာတဲ့ပိုပြီးကြီးလေးသူဖြစ်ပါစေအယောင်သွေးတွေစုံနေပါစေနားလည်ရခပ်ပြီးကမန်းခက်သူမျိုးဖြစ်ပါစေအယောကံဘဝကိုဘယ်တော့မှမသာယာမိစေနဲ့ယောဂံဖို့ထွက်ပါအများကြီးကလည်းထွန်းထွန်းတောက်ဖြစ်အောင်နေတတ်တဲ့စွမ်းရည်ပါရမီမျိုးကမွေးရမှာမဟုတ်ပါဘူးလူတွေရဲ့ရေးဆန်းမှုအလေးထားမှုကိုရအောင်လုပ်နိုင်တာကလည်းပညာတစ်ရပ်ပါပဲဘယ်လိုတမွေးဝမ်းကြောင်းနဲ့မဆိုဘဝအစမှာကိုယ်ကိုယ်သိရှိအောင်အရေးချင်းကိုစုဆောင်းပါထူးချောင်ပြောင်မြောက်တဲ့အရေးချင်းကိုအချိန်တည်ပြီးဂုဏ်သိက္ခာတွေထူထောင်ပါအများနဲ့မတူထူးတဲ့လူဖြစ်သွားပြီးပေါ်လွင်နေသူဖြစ်ပါစေထူးကဲနေရမယ်အဲ့ဒီလိုပုဂ္ဂိုလ်တို့ဖြစ်နိုင်ဖို့ဝဆစင်းပုံပြောဆိုပုံနေထိုင်ပုံသွားလာပုံစားသောက်ပုံအပြုမှုအမှုအကျင့်ဇယင်းတကအားလုံးကိုပြောင်းလဲရမယ်ဓမ္မသာကောင်းကင်ကကျဲတဲ့အကြားကိုယ်ပိုင်နေရာယူနိုင်မှာဖြစ်ပါတယ်ကိုယ်ပုံစံကိုအကျင့်ကိုယ်စရိတ်ကသူများနဲ့မတူတော့လူတော့တိုးပါမလားလူရဝင်ပါမလားအစင်ပြေပါမလားဆိုပြီးအတွေးများတတ်တယ်ဒီပုံစံကြီးနဲ့လူကြတဲ့ဝင်တဲ့အခါဖဲဖဲကနေတက်ခိတ်ခံရမှာပါပဲအနိုင်ကျင့်ခံရမှာပါပဲနိုင်ချက်စင်းနေပြုခံရမှာပါပဲမတရားသဖြင့်ပြုခံရမှာပါပဲဆိုပြီးပူပန်တော့ကရောက်တတ်ကြတယ်တကယ်တော့ဒီလိုကိုယုံကြည်မှုအားနည်းချက်ကြောင့်သာပူပန်ထားသမျှတွေဖြစ်လာတာပါလူကြတဲ့နေပေမဲ့ကိုပြောက်လူသားဖြစ်နေခဲ့ရင်သာလူရမဝင်ပဲလူဖြစ်ရကြုံမနှက်တာပါအထူးထွေအားထုတ်စရာမလိုပဲလူတွေရဲ့သတိပြုမှုဂရုစိုက်ခံရမှုတွေရလာတော့အဆိုးပဲမရောက်စေပဲကိုကြွအတွက်သုံးချက်တတ်မှုပဲလိုပါတယ်လူကူရမယ့်ရေးကိစ္စကိုပူပန်တော့ကကြောင့်ခက်အောင်လုပ်မိနေတတ်တယ်ကိုလိုရှိတဲ့အတိုင်းကိုကြွကြမှုထင်ပေါ်မှုကိုအသုံးချလက်ရတယ်ပြင်သစ်ဘီဆိုရသမမြောက် Lucis လက်ထက်သူ့နာမည်ကိုနေ့စဉ်နဲ့အများခါသားကြတဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်ပါရမီရှင်မြောက်ကျွမ်းကျင်တက်သိတဲ့စာရေးသူတွေအမှုပညာရှင်တွေလှပချောမွန်းသူတွေဇဲတကမျိုးမျိုးနဲ့နေအနှက်နေရအနှက်ကမျိုးကောင်းသားမျိုးကောင်းသမီးတွေအစုံရှိပါတယ်အားလုံးထဲမှာပါထင်ပေါ်ကျော်ကြားလူသိများတဲ့ပုဂ္ဂိုလ်ကတော့ဒုတိလက်ဆက်ဖြစ်ပါတယ်လက်ဆက်ကလူမှုပါအတော်လေးကိုပူတဲ့လူမှုတယောက်ပါလူစင်မမီသလိုသတ်မှတ်ခံတဲ့ခေတ်ကာလကြီးမှာလက်ဆက်ရဲ့ချစ်တော်ကဘယင်ကြီးရဲ့ရန်ရွေတော်ထက်ကအမျိုးသမီးကောတယောက်ပါတရားကိုမမှန်ပဲအတမ်းမရကမှလှမ်းဝတဲ့လက်ဆက်ကိုဘယင်ကြီးကိုယ်တိုင်လူပရိသတ်အလယ်မှာအဖြစ်ဆိုရှက်ဖက်ပူပါတယ်တော်ရလူဆိုရင်နေရာမှာလည်းအဆက်ကြီးပြီးသေသွားနိုင်လည်းပါဒါပေမဲ့လက်ဆက်ကတော့ခေါင်းမာတယ်ရန်ရွှေတော်သမီးမျိုးကိုဆက်ပြီးပူပန်တယ်နောက်ဆုံးမှာချစ်ကြိုက်သွားခဲ့ကြတယ်ဘယင်ကိုယ်တိုင်အဆက်ခွဲခံရတာတော့မကြောက်မရောက်မရှက်တဲ့အပြင်းဘာဖြစ်လဲငါအရေးမှတ်လို့ဆိုတဲ့အရေးစိတ်ကြောင့်နေမြဲနေခဲ့တယ်အဲ့လိုမျိုးတတိမျိုးယုံကြည်မှုမျိုးကြောင့်နောက်ပိုင်းမှာလူတွေရဲ့တရိပ်ခဲတဲ့မျိုးသွားရမယ့်အစားစမ်းပွင့်တဲ့အချစ်တော်လူမှုတွေဖြစ်သွားတယ်လူချင်းလူခင်ပေါ်တဲ့သူဖြစ်သွားခဲ့တယ်ကိုယ်ဘဝထက်တန်လောင်ကောင်းမွန်တဲ့လူနေမှုဘဝမျိုးကိုလူတိုင်းလိုမမောတောက်တကြတယ်အဲ့ဒီလိုပဲကိုယ်ထက်ယုံညံ့ဆုတ်ချရင်လူတိုင်းလိုပြည့်ရပြူပြီးပြစ်ခါခါလုံးတတ်ကြတယ်ကောင်းတဲ့ဘဝပဲရဆိုးတဲ့ဘဝပဲရဘလို့ဘဝမျိုးနဲ့ရှင်သန်နေပါစေအပယ်ခံဘဝသာမရောက်ပါစေနဲ့ရုပ်တဲ့လူနေမှုဘဝနဲ့ရှင်သန်ရလဲမြတ်တဲ့အသက်မှုမျိုးနဲ့ရှင်သန်နိုင်တယ်လို့မြင့်တဲ့လူနေမှုဘဝမှာရှင်သန်နေပေမဲ့ရုပ်ညံ့တဲ့အသက်မှုမျိုးနဲ့ရှင်သန်နေတဲ့လူအန္တအငြိကြီးတွေလည်းရှိပါတယ်လူမှုဘဝဆိုတဲ့ဘဝစပယ်ကြီးအတွင်းမသေးအောင်သာတတ်နိုင်သောရှင်သန်ဖို့ကြိုးစားပါအပယ်ခံဘဝနဲ့ကြောင်ထုတ်ခံမဲ့အစားအန္တရာယ်အမျိုးမျိုးနဲ့ရင်ဆိုင်ပြီးလူသိမဲ့ဘဝကိုတန်ဖိုးထားတတ်အောင်ကြိုးစားပါကိုဘဝအခြေအနေကအောက်ဆုံးထိရောက်နေမယ်လူမသိသူမသိခြေစွပ်ကိုလိုနေထားရောက်နေမယ်ဆိုရင်လူတွေသတိထားဂရုစိုက်မိအောင်လို့ရနိုင်တဲ့နည်းလမ်းကကိုဘဝအခြေအနေရဲ့ဆက်ကျင်ဘက်အမြင့်ဆုံးအမြတ်ဆုံးအထိတ်ဆုံးနားကလူကိုရှာပြီးအပြစ်ကင်းတဲ့တက်ခတ်မှုမျိုးနဲ့သတိပြုမှုကိုဖန်တီးရယူတက်ရပါမယ်16ရာစုလကသမိုင်းဖြစ်ရမှန်တစ်ခုရှိခဲ့ပါတယ်Pietro Aretino ဆိုတဲ့ရောမလူငယ်ကဗျာဆရာပေါ့စားကလူသိထင်ရှားနာမည်ကျော်ကြားချင်ခဲ့တယ်။တော့ရကြီးရသားမို့သူလိုလူရဲ့ပြောစကားကိုတော့ဘယ်သူမှအဖတ်မလုပ်တော့အားလုံးရဲ့ဂရုစိုက်မှုကိုရအောင်လူထက်ကလူတွေထက်မြင့်တယ်ဆိုတဲ့ပုံရဟန်းမင်းကြီးကိုတက်ခဲ့ပြီးလူသိအောင်ကြိုးစားခဲ့ဘူးတယ်။တိုက်ရိုက်ကြီးတိုက်ခိုက်တာမျိုးတော့မဟုတ်ပါဘူး။ဒီကဘာရေကဘာသေရောစာလိုလေးတွေနဲ့အညွတ်စာလေးတွေကိုအရွက်တိုက်ခဲ့ပြီးလူသိအောင်လုပ်ခဲ့တာပါ။ဟာသာသုံးပြီးလူသိအောင်လုပ်ခဲ့တော့တကယ်ပဲအလုပ်ဖြစ်ခဲ့တယ်။ပုံရဟန်းမင်းကြီးကအစသူ့ကိုစနှောက်ထားတဲ့သေရောစာတွေကို
ရေးသူနာမည်နဲ့တွဲပြီးအပြောင်ပြက်ပြန်ပြောတာအမျိုးထိဖြစ်သွားခဲ့တော့ပီရက်ထရိုဆိုရဲ့နာမည်အခုထိကိုသမိုင်းမှာကျန်နေခဲ့ပြီလေဒီနေရာမှာတတိထားမှတ်ဖို့လိုတာကအခုလိုနီးနဲ့လူသိအောင်လုပ်ရင်အတိုင်းအတာသိဖို့လိုတယ်လိုတာတဲ့လည်းမပုံမိပါသေးနဲ့ရန်တက်ကရက်သိရင်ရက်ကိုရက်လိုက်ရမယ်မိနဲ့ကစားတာဖြစ်တဲ့အတွက်အရှိန်ရရင်ရန်တက်ကရက်လိုက်ပါလူရသေးရှင်ရသေးဖြစ်လို့အရှိန်ဝါလေးရလာခဲ့ရင်ရထားတဲ့အရှိန်လေးပြော့ပြက်မသွားအောင်ထိန်းထားရမယ်တချို့လူတွေကနာမည်ကျော်ကြလူသိများသွားရင်လှုပ်လက်စအလုပ်တော်ဆက်မလုပ်ပဲဘဝမိတ်သွားတတ်ကြပါတယ်လူအမြင်ကတ်ခံရပြီးဘဝပြတ်တဲ့အထိအနေအထားဆိုးရွားသွားတတ်ပါတယ်လူသိခံရအောင်လုပ်တဲ့အလုပ်ကလက်ဝင်နဲ့နည်းနည်းနဲ့ဖန်တီးနိုင်မှုစွမ်းရည်တွေလိုအပ်တယ်အပေါ်စားကြော်ကြမှုလိုချင်အပေါ်စားအလုပ်လုပ်ပြီးလူသိအောင်လုပ်လို့ရတယ်လို့လူလေးစားခံရပြီးမျက်နှုတ်ခံရသူဖြစ်ခြင်းထက်သစ်တဲ့ပိဿမှုတွေနဲ့တီးဆောက်မှခိုင်မာတဲ့အရှိန်အဝါမျိုးကိုရနိုင်တယ်တမျိုးတည်းလုပ်ပြီးတစ်ခါတော့အောင်မြင်တာကိုဘဝလို့မမှတ်ပါနဲ့ကြော်ကြမှုဆိုတာမီးနဲ့ကစားတယ်လို့ပါပဲအချိန်မရွေးမီးသိသွားနိုင်တယ်လို့မီးဆွဲလွန်လို့အခြေပြတ်သွားနိုင်တယ်လူတွေမထင်မှတ်ထားတဲ့အလိုမျိုးနဲ့စွမ်းဆောင်ရည်ကိုထုတ်ပြပါလူတွေရဲ့အမြင်မှာကိုယ့်ရဲ့အနေအထားတည်ငြိမ်သွားမှမတူညီတဲ့အရည်အသွေးတွေနဲ့ထူးချွန်မှုကိုဆက်လက်ကြွားပါပါအစင်းလည်းမကြော်နဲ့အလုံးလည်းမပြတ်နဲ့ဆက်ရှင်ခြင်းကအောင်မြင်မှုရဲ့လေးဝက်ချက်တတိကြီးခြင်းကကြော်ကြားမှုရဲ့တော့ချက်ဖြစ်ပါတယ်လိုတာတဲ့မပူစေနဲ့တတိကြီးစွာထားပါ